တွန်ဝိုင်းတိုင်းကိုမဆိုလိုပါဘူးကိုကြုံမှုတဲ့တွန်ဝိုင်းအကြောင်းလေးကိုပဲပြောတာပါဘိုင်းငိမ့်တက်ပါတယ်ညီမကြုံမှုတဲ့တွန်ဝိုင်းတွေကိုပါပဲဘယ်တွန်ဝိုင်းကိုမှတွန်ဝိုင်းအားလုံးကိုမဆိုလိုဘူးပေါ့နော်ဟိုကမတယောက်တွန်နာဖို့ကြာတွန်နာဖို့ကြောင်ပြောလို့ရှယ်မလာလို့တွဲဖို့တဲ့တွန်ဝိုင်းအကြောင်းကိုတွဲဖို့တော့ရွှေတောင်ကသူကျတော့ဟိုလိုပေါ့ဆေးရုံနဲ့တွဲထားတဲ့ဆေးကမ်းမှာအလုပ်လုပ်ဘူးလားဆေးရောက်လာဆိုတော့အမကျတော့ပြီးမှနေရဆိုတော့လောက်မှမကွာဘူးသူနဲ့ကိုနဲ့ကြိုက်တာလေ GB ထဲကနေမှစကြိုက်တာဆိုတော့စကားပြောရင်းနဲ့အဲ့လိုပဲပြောပြသွားတာပေါ့နောက်ပိုင်းလည်းကြာရောသူနဲ့ကိုနဲ့စကားပြောတာနေပြီးတော့ကြိုက်သွားရောသူ့ကိုကြိုက်တဲ့အကြောင်းရင်းလည်းစကားပြောတအားချိုတယ်တအားချိုတယ်ကိုထက်လည်းအသက်ကြီးတယ်ဒါပေမဲ့အဲ့လိုနောက်ပိုင်းနေဖြစ်တယ်ပြောကိုနေမကောက်ရတဲ့အရင် queue ဆိုင်တာကနေစပြီးတော့တန်းအောင်စင်ဖြစ်သွားတာပေါ့လေနောက်ပိုင်းလည်းကျတော့ရွှေတောင်ကနေပြီးကိုပြန်လာသူ့ဇာတိကလည်းသူကပြီးရပဲဆိုတော့သူ့ဇာတိကလည်းသူပြီးရရွှေတောင်မှာတော့လည်းလုပ်တယ်ဆိုတော့ပြန်လာညာကြီးည7ကျော်လောက်မှသူကားစိုက်တာဆိုတော့ညနေဆောင်မှသူကပြန်လာဆိုတော့ညာပိုင်းသူသွားတွေ့တယ်အဲ့ကနေပြီးတော့မှတွေ့ဖြစ်တယ်စကားပြောဖြစ်တယ်ပေါ့လေသူနဲ့ထုံးက6လကျော်9လလောက်ထိအဆင်ပြေသေးတယ်ပေါ့နောက်ပိုင်းလည်းကြောက်လို့တယ်သူကတွန်းမိုင်းဖြစ်ပြီးတော့အရက်တအားတောက်တယ်ပြီးရင်ကောင်းဟုတ်တယ်ယောက်ျားလေးတွေနဲ့သူကသွားတယ်လာရင်စားတောက်တယ်ပေါ့လေကိုကကျတော့မကြိုက်ဘူးဆိုတဲ့ထက်ကမပေါင်းစီချင်တာတော့မဟုတ်ဘူးပေါ့အဲ့လိုရက်တူသွားတောက်တာမျိုးကိုသဘောမကျဘူးပေါ့ဘာလို့လဲဆိုတော့ဘာလဲတွန်းမိုင်းဆိုပေမဲ့လည်းတချို့တွန်းမိုင်းရင်စီကန်းရှိရတယ်နော်စီကန်းရှိရဘယ်လိုလဲဆိုတော့ယောက်ျားလေးရင်ပေါင်းတယ်ဒါပေမဲ့အရက်တူမတောက်ကြဘူးတောက်ရင်တော့အဖေမပိုင်မတောက်ကြဘူးကွာစီကန်းရှိရကိုအရင်ကဘာဖြစ်ခုခဲ့ဘူးလဲဆိုတာအတိတရားရှိရပေါ့လေဒါပေမဲ့သူကြတော့ဘယ်လိုပြောရမလဲဆိုတော့အားကြီးဘယ်လိုပြောရမလဲအရင်ရောလုံးနေပါတည်အောင်ကိုမမပါဘူးဘယ်သူမဆိုပါပဲတည်မလားဒါဆိုကျမမှာပါပဲသူဆိုလဲဘယ်သူနဲ့မှရောက်ဘယ်တွန်းဝိုင်းကိုမှချာလေးနဲ့ပေါရင်ကြိုက်မှာမဟုတ်ဘူးဒါကကိုကျမဟုတ်ဒီအခုကြည့်နေတူလဲတူလောက်ပဲပေါ့နော်အဲ့လိုကနေပြီးတော့ကြိုက်လားသူနဲ့တွန်းဝိုင်းနေမှာပါအဲ့လိုဒါပေမဲ့တရက်လည်းကြာတော့သူကဘာဖြစ်သွားလဲဆိုတော့ညီမကဆိုင်ထိုင်နေတာသူကအဲ့လိုပဲပေါ့မနေ့ပိုင်းညီမကိုလာတွေ့လဲပြီးတော့အပြင်သွားမယ်ဆိုပြီးပြောသွားတယ်အဲ့နောက်ပိုင်းဖုန်းခေါ်မရတော့တနေ့ကုန်ဖုန်းခေါ်မရတော့ညနေဆောင်မှသူကဘာကိုဆက်တော့ဘာပြောလဲဆိုတော့အတန်အပ်နေပြီသူကဂူတန်ပါနေပြီပြောတာဘယ်လိုပြောရလဲဆိုတော့သူပေါ့အရက်တောက်တယ်ပေါ့ဒီကောင်လေးနဲ့အရက်တောက်လာပြီးတော့ဖြစ်တယ်ပေါ့သူအိမ်ပြန်နောက်ကြတယ်ညီမအဲ့ချိန်ကြီးသူတို့ဘာဖြစ်ခဲ့လဲသူတို့ညီမမသိဘူးသူကအဲ့လိုပေါ့တောက်ပြီးတော့အဲ့လိုပြောသူလာတွေ့ပါအောင်ပေါ့ဆိုတော့ညီမဒေါသထွက်တယ်အိမ်ပြန်နောက်ကြလို့ဖုန်းတနေကုန်နဲ့ဆက်မရတာကြောင့်သူ့ကိုဒေါသတအားထွက်နေပြီအဲ့ချိန်မှာသူ့ဒေါသတအားထွက်နေပြီအဲ့ချိန်မှာသူ့လမ်းထိပ်မှာတွားလဲတွေ့ရောမုတ်တုတ်ကလေးထားပြီးသူကမျက်နှာငယ်လေးနဲ့အဲ့လိုလုံးညီမစိတ်ဓာတ်တူငကိုကလေးကစိတ်တူမနေတတ်ဘူးလက်ပါချေပါမှအနေထိုင်ရှိရဆိုတော့အင်ကြီးကော်လန်စားရေးဆွဲပြီးတကုံနေပေါ့လေကိုကလေးဒေါသတအားထွက်နေလောက်တာညေဘုဒ္ဓဘောတော်ကြီးကြိုက်သူဒေါသထွက်ပြီးပြောနေအဲ့ချိန်အထီကိုသူကအကောင့်ရှိသေးတယ်ဘယ်ချိန်မှဆက်ပြရဆိုညီမအဲ့သူနဲ့ရန်ဖြစ်ပြီးအိမ်ရောက်ပြီးတော့နောက်တနေ့လဲကြာရောစားပို့တဲ့အချိန်မှာစကားတွေကမမှန်တော့ဘူးသူကဘယ်လိုလဲဆိုတော့သူတွားတွေ့တယ်ညီမကမပြောတော့ဘာဆိုဘာမှမပြောတော့အဲ့နေ့အဲ့သူနဲ့ရန်ဖြစ်ပြီးတော့နောက်တနေ့ညနေဆောင်လဲကြာရောဘာပြောလဲဆိုတော့အဲ့နေ့ကအဲ့ကောင်လေးနဲ့သူဖြစ်သွားတဲ့ခါသူမဘိုက်ရှိပါတယ်လို့ကျွန်မပြောတယ်တရားနဲ့ဘိုက်ရှိလို့မရဘူးအဲ့ဒါပြောရပါတရားနဲ့ဘိုက်ရှိလို့မရဘူးအုံနောက်မရှိရလူမဟုတ်ဘူးရှင်ခုကြည့်နေလို့စဉ်းစားကြည့်လို့ရတယ်အုံနောက်မရှိရလူမဟုတ်တရားနဲ့ဖြစ်သွားတယ်ဆိုတော့ဖြစ်နိုင်လားထားဝင်ရတယ်ဘိုက်ရှိသွားတယ်ကိစ္စမျိုးညီမသူ့ကိုဆက်မေးတယ်ဘယ်လိုဖြစ်သွားတာလဲဆိုတဲ့အကြောင်းအရာကိုအကုန်လုံးနားလည်အောင်မေးတယ်ဘာပဲဖြစ်သွားတယ်ဆိုဖြစ်သွားပြီဆိုတော့ဘာမှမထုံလုံးရဘူးလေလက်လွန်ချက်သွားဖြစ်သွားပြီအဓိကနောက်ပိုင်းကဘာဆက်လုပ်တင်လဲဆိုတာကိုစဉ်းစားရမှာအဲ့အတွက်ကြောင့်မလို့သူ့ကိုမေးတယ်အစအကုန်မေးတဲ့ခါမှာဘာပြောလဲဆိုတော့ तू ကအိုက်ကောင်လေးနဲ့ तू အရက်သွားတောက်ပြီးတော့ तू ကအမှဖြစ်သွားတယ်အဲ့ချိန် तू ကျမကိုသွားတောက်ပြီးတော့ तू ကအမှဖြစ်သွားတယ်အဲ့ချိန် तू ကျမလက်ခံသေးတယ် तू ပြောသမျှဘာဆက်ပြောလဲဆိုတော့ तू ဗီဒီယိုရိုက်ထားပါတယ်တဲ့ကျမပြော तू အဲ့လိုဖြစ်တာဟိုဘက်ကကောင်ဗီဒီယိုရိုက်ထားပါတယ်ပြောနော်အဲ့ဒါဒဇိမ့်မဟုတ်ဘူးနော် तू နဲ့ငငယ်ကလေးကចောင်းတူတက်လာတဲ့ကောင်လေးနော်အဲ့အိုက်ကောင်လေးအဲ့လိုလုပ်ပါတယ်ဆိုတော့ဒါကပြစ်မှုမြောက်တယ်ဟုတ်တယ်နော်ငါ तू အဲ့လိုပြောခဲ့တာဒါကပြစ်မှုမြောက်တယ်ထောင်ချရတော့တရားစွဲပြီးထောင်ချလို့ရတဲ့အနေအထားကွာသိရမလားရှက်တာကြောက်တာဒါနောက်တာသိရမလားတွန်းဝိုင်းဖြစ်ပြီးတော့ရလေးနဲ့အရက်တော့တောက်ပြီးတော့အခုတွန်းဝိုင်းဖြစ်နေပြီအခုတော့မှကွာအဝင်းကျင်ကတိုက်ခိုက်လာတဲ့ကောင်မှဒီလောက်ဖြစ်တဲ့အခါမှာချက်စိတ်ကြောက်စိတ်ဆိုတာရှိမှာပဲလေဒါတွေတော့မှတိခံပြီးသွားပြီဒီဖြစ်သွားပြီအကြောင်းအရာမထူးတော့ဘူးအချက်ထပ်သွားဖို့ပဲရှိတယ်ကျမပြောတယ်သူ့ကိုတရားစွဲလို့ရတယ်ဘာညာဆိုတော့ तू ကဘာပြောလဲဆိုတော့ तू မလုပ်ချင်ဘူးတဲ့ तू အဲ့လိုမျိုးလုပ်ချင်ဘူးတဲ့ဟုတ်ပြီရပြီမလုပ်ချင်ဘူးဘာလို့ကိုစီစဉ်ထားလဲဆိုတော့ဟိုဘက်ကကောင်လေးရတဲ့သူ့ကိုတင်တောင်းဝင်လာတင်တောင်းနေတယ်အဲ့လိုပြော
ချက်ချင်းလာလို့ဆိုတော့ तू ချက်ချင်းဖြစ်သွားတာတဲ့ तू အဲ့လိုပြောဟောအဲ့ချိန်ဒီကိုစဉ်းစားတော့နော်ကိုစဉ်းစား तू ကကိုတက်လည်းအတော့ရရှိပြီးတော့အနေထားတစ်ခုမှ तू ဖြစ်နေရှိနေတယ်လို့အဲ့ဒါတော့မှ तू ကအဲ့လိုစကားမျိုးပြောရဆိုတော့မလာမလားလို့မျိုး तू ကမလာနဲ့တဲ့ရတယ်တဲ့ဟိုအားနာလို့ဘာလို့ညာလို့တွေပေါ့အဲ့လိုထုံးစံတိုင်းတောင်းမှမဘာညာပေါ့အဲ့လိုပြောလေလာဘာဖြစ်သွားလဲဆိုတော့အဲ့ကောင်လေးကသူနေတဲ့နေရာညီမနဲ့ဘလောက်မှမကောင်း2 ရုပ်ကလောက်ပဲကြော်တာအဲ့လောက်ပဲကြော်တာညီမကလာခဲ့မယ်အဲ့ဒီဆောင်ကမျက်နှာချင်းရှင်းမယ်မလာပါနဲ့တဲ့သူ့ကိုပဲလမ်းခွဲပေးပါတဲ့အဲ့လိုပြောတော့အဲ့ချိန်ဒီညီမဘလောက်တော့ကြကြလဲဘလောက်စောက်ယူတာကြလဲဆိုသူသိတယ်ဘယ်လိုပြောကြလဲဆိုရတယ်နင်သူနဲ့ယူကမှယူကမှ နော်မပြပါ မိန်းကလေးပေါ့တော့မှဆိုမိန်းကလေးဖြစ်နေတယ်လို့သူစီစဉ်ရမယ်ပေါ့ရတယ်စီစဉ်လိုက်ကျမကိုပမထုံနဲ့တော့မထုံနဲ့ခွဲမထုံနဲ့ဘာဖြစ်လဲဆိုတော့ကျမကသူ့အရင်စချစ်ခဲ့တာကျမကသူ့အရင်စပြီးတော့ဘယ်လိုပြောမလဲသူ့ထက်တန်းအောင်ပိုကြီးခဲ့တဲ့လူဖြစ်တာကြောင့်သူ့ဆောင်းရှောက်ချင်သေးတယ်အနေဆုံးဆောင်းရှောက်ချင်သေးတယ်ဟိုကိုယ့်ရဲ့ဘယ်လိုပြောလဲတွဲပေါ်အနေနဲ့မဟုတ်ရင်တော့မညီမလို့သိရမလားတားမိစိတ်နဲ့သူ့ကိုညီချင်းသေးတယ်တွေ့ကြရလဲသူ့တားမိစိတ်ပဲမွေးခဲ့တာဆိုတော့အေးနော်မိဘတမရှာပေးလိုက်လို့ချွေးမရှာပေးလိုက်လို့ဖြစ်သွားတာကွာအဲ့လိုဆိုကိုကလည်းချက်ပြီးဆိုတော့ကွာတားမိလို့သိရမလားအသေးစိတ်ကအစား view site တက်တယ်လို့ဆိုတော့အဲ့လိုမျိုး view site ရှင်သေးတယ်အဲ့လိုလည်းပြောသူကမလုပ်ပါနဲ့ဘာညာပေါ့သိရမလားအဲ့လိုဖြစ်တယ်ဆိုစဉ်းစားကြည့်ကွာသိရမလားအဲ့လိုအနေထားမှာဘယ်သူကညီမလောက်ပြောထွက်နိုင်မှာမသိဘူးဒေါသကြီးထွက်နေမှာပဲဒါပေမဲ့ညီမအဲ့လိုပြောခဲ့တယ်နော်သူ့ချက်လုံးလို့အဲ့နဲ့ညီမအဲ့လိုပြောတေးကြပြီလားဘာညာဆိုတော့တေးကြပြီအဲ့လိုပြောညီမဘလို့မှမခံစားနိုင်လို့သူ့အကိုတွေသူ့ညီမတွေသူ့အဖွားတွေပေါ့သူ့မှာကအမေနဲ့အဖေနဲ့ကမရှိဘူးပေါ့ကွယ်တယောက်ကဆုံးတယ်တယောက်ကလက်နေသည်ဆိုတော့သူကတယောက်ထက်နေရတာအဖွားနဲ့နေရတာဆိုတော့သူ့အဖွားတွေလည်းတွားပြောတယ်သူ့ညီမတွေရောအဲ့လိုပေါ့တွားပြောလဲပြောရောသူ့ညီမကဘာပြောလဲဆိုတော့အဲ့အတိုင်းပဲဖြစ်သွားတာတဲ့အဲ့အတိုင်းပဲဖြစ်သွားတဲ့စကားကလက်လွတ်စပယ်ကြီးပြောတာလေညီမကအဲ့လိုမျိုးဆိုတော့ညီမဟဲ့လို့ဘလို့စကားမျိုးပြောတာလဲလို့အနေထားအဲ့လောက်ထိဆိုးသွားတာလားတရက်ထက်ဖြစ်သွားတာအောင်နော်လို့ကိုဝင်းကအဲ့လောက်ထိတန့်ရှိသွားတာလားလို့အုံနောက်မရှိရသူမဟုတ်ဘူးလို့အားကြောင့်ဘလို့ဖြစ်တာတော့ရှင်းလို့ရတဲ့အရာဆိုရှင်းပေးမယ်ဘာလို့လဲဆိုတော့နီးစရာကိုတည့်ရလူနဲ့လည်းမေးမြန်းပြီးတော့လုပ်ပေးလို့ရတယ်ပေါ့အဲ့အကြောင်းအရာပြောတဲ့ခါမှာသူတို့ကလက်မခံမဲနဲ့ဒီလိုပဲဖြစ်သွားရဲ့အဲ့လိုပေါ့ပြောလဲပြောရောပြီးတော့ဘာစကားကပိုးပြီးဖြစ်သွားလဲဆိုတော့ဘလို့ပဲဖြစ်မိန်းကလေးပဲလေတဲ့ယောက်ျားလေးနဲ့ပဲယူရမှာပေါ့ဆိုတော့အဲ့တော့တွန်းဝိုင်းကအဲ့သူတို့ဘက်ကတွန်းဝိုင်းသူတို့ဘက်ကတွန်းဝိုင်းကပြောမိဘဘက်ကပြောတာနော်ညီမကသူ့ကိုဘယ်တော့မှတွန်းဝိုင်းလို့မိန်းကလေးလို့ကိုသူ့ကိုတိမ်ငယ်အောင်မပြောဘူးဘလို့ပဲဖြစ်ကိုကအဲ့လိုပေါ့တွန်းဝိုင်းလို့ကိုနေချင်တဲ့ပုံစံကို lifestyle နဲ့နေပြီးပြီဆိုလို့ရှိရင်ဘယ်သူမှတော့ဟဲ့နေမိန်းကလေးလို့ဝေ့ကြည့်ပါလားပြန်ဘယ်သူကကြိုက်နေတော့ကျွန်တော်ညီမပြောပြတာဘယ်သူကကြိုက်နေတော့သူမကြိုက်နိုင်ဘူးလေတစ်ခါမှသူ့အဲ့လိုမပြောဘူးနော်သူ့မိဘဘက်ကသူ့ညီမဘက်ကအဲ့လိုပြောခဲ့အဲ့ဒါကြောင့်ညီမသူ့အဖေကိုတစ်ခါတော့ပြောတယ်ပြောလဲပြောတော့ဘယ်လိုပြောလဲဆိုတော့မိဘတွေကပါပြောတဲ့စကားမျိုးကသူကမိန်းကလေးလေတဲ့သူကယူရမှာပေါ့ယောက်ျားလေးနဲ့တဲ့အခုဖြစ်ပြီးသွားပြီဆိုညီမကအဲ့အချိန်တွေမှာဘယ်လိုဖြစ်သွားလဲဆိုတော့သူ့ကိုမုန်းတာတနာသွားတယ်ဘယ်လိုတနာသွားလဲဆိုတော့ဒီလိုအမားပဲဖြစ်သွားတဲ့တော့သူ့ကိုအပြစ်ကြီးပုံချပြီးမိန်းကလေးဖြစ်တဲ့အတွက်ကိုယောက်ျားလေးနဲ့ယူရပါမယ်ဆိုတဲ့အနေထားတစ်ခုကြီးဖြစ်သွားတော့သူ့ကိုတနာပြီးတော့ဘလို့ထိအောင်စိတ်ပြောရချလဲဆိုတော့နေမယူခြင်းမယူနဲ့ငါနဲ့တော့တောင်းဝင်ယူမဆိုညီမအဲ့လောက်ထိဖြစ်ခဲ့တာနော်ဒါပေမဲ့နောက်ဘက်ကျတော့သူကိုယ်တိုင်ကလူလာဖြတ်ချင်တယ်ဆိုတော့ဖြတ်ပေးလိုက်တယ်ဒါပေမဲ့အဲ့နောက်ပိုင်းမင်္ဂလာဆောင်သတင်းလည်းမကြားဘူးဘာသတင်းမှမကြားဘဲနဲ့အစနာပျောက်သွားတာညီမကိုပျောက်သွားတာ4လရှိတယ်ပျောက်သွားတာဒီမှာသူ့စိတ်နဲ့ပဲအလုံးနဲ့ချတယ်လေလာဘလို့မှစဉ်းစားလို့မရခေါင်းလေးကိုက်နေချိန်မှာ4လကြာရနော်အဲ့4လအကြာလုံးမှာလုံးပန်းခဲ့ရအဲ့အချိန်လေးဘာဖြစ်သွားလဲဆိုတော့မကြောင်ညီမရှိပြန်လာတယ်ပြန်ပေါ်လာမရှိပါလားပြန်ပေါ်လာတဲ့အချိန်မှာညီမကိုဘာပြောခဲ့ဘာပြန်ပြောလဲဆိုတော့ပြန်ပေါ်လာတဲ့အချိန်မှာညီမကိုဘာပြောခဲ့ဘာပြန်ပြောလဲဆိုတော့ तू ကအဲ့ယောက်ျားနဲ့ယူတာမဟုတ်ပါဘူးတဲ့ဘာဖြစ်သွားလဲဆိုတော့ तू ကထောက်ဖို့ဘာလို့နိုင်ငံရေးထဲမှာအဲ့လိုမျိုးလုံးမိသွားတယ်ပေါ့နိုင်ငံရေးနဲ့ဆက်သွဲဘူးတဲ့နိုင်ငံရေးထဲမှာညက်ပါသွားခဲ့ဘူးတယ်ပေါ့အဲ့လိုမျိုးဖြစ်တယ်ဆိုတော့နိုင်ငံရေးထဲမှာညက်ပါသွားပြီးတော့ तू ထောင်ကျသွားတယ်ပေါ့3လလောက်ထောင်ကျသွားတယ်3လကျော်လောက်ပေါ့ထောင်ကျသွားတယ်ဆိုတော့ပေါ့မျိုးလုံးမျက်စံနေကျဲသွားတာကိုသိမှာထောင်ကျသွားတယ်ဆိုတော့အချိုးရာတွေနဲ့ကြောကုန်းတွေလက်တွေစုပ်ပြတ်တန့်ရှောက်တခါဆိုထောင်းနေအောင်ဖြစ်နေတော့အဲ့အချိန်မှာညီမစိတ်ဒေါသထွက်နေတာပဲသိရတယ်မှာကိုယ်ကိုလှုပ်သွားတယ်အကြောင်းနဲ့ထိုးကိုကတနာပြီးတော့ပြန်ပြီးတော့လက်ခံပေးပါမယ်ဆိုတာတော့မှသူတို့ကလက်မခံခိုင်းဘူးကွာညီမမိဘတွေဆိုလဲသဘောတူတဲ့ထက်မှာမပါဘူးဒါပေမဲ့ညီမခေါင်းမာပြီးတော့သူ့စိတ်နဲ့ပဲရုန်းကန်ခဲ့တာပေါ့နော်ဒါပေမဲ့လက်မခံဘူးသူကအဲ့လိုဖြစ်တယ်ဆိုညီမကလည်းကိုယ်မလိုလားရင်တော့လက်ခံစရာအကြောင်းမရှိတော့ဘူးလေသူမှမပြောတာကိုကိုလည်းမလိုလားဘူးဆိုဖြတ်တာပေါ့အဲ့ဒါနဲ့ပဲအဲ့ချိန်မှာသူကအဲ့လိုပြန်ရလာအဲ့လိုလေစကားမျိုးလေးပြောရောဇုံးကကောင်းထဲမှာထူပူသွားတာသူ့ဒေါသထွက်လာပဲတည်ရကိုယ်လိမ့်နေဆိုပြီးတော့သူ့ထောင်းနေဖြစ်ပြီးအဲ့လိုမျိုးဖြစ်လာတော့သူ့တခါမှတွဲနေတော့ရှောက်လုံးကိုလက်မပါဘူးတခါမှ
ဒါပေမဲ့အမှအဲ့လိုပေါ့လေနင်းညမဝေးရောလည်းအဲ့လိုပြောပေါ့နင်းမိပါလေလည်းအဲ့လိုပြောတယ်ပေါ့အခုနင်းကမှငါ့ကိုဒီလိုစကားမျိုးပြောဘလောင်းပြဲလာပြောတယ်ဆိုစကားရဲ့အခြေတင်ဖြစ်ရနေပြီးဖြစ်သွားလဲဆိုတော့ तू ကအဲ့သူညမကိုဖြတ်ဖို့ပြောတဲ့စကားတွေအကုန်လုံး तू ပြောတာမဟုတ်ပါဘူးသူညမပြောတာပါဆိုစကားလေသူ့ကို chat box ကပြောရင်မဟုတ်ဘူးဖုန်းတွေလည်းခေါ်တယ် Telegram တွေရော Viber တွေရောနဲ့အကုန်ဆုံးပြောခဲ့တာ तू ကအဲ့လိုစကားမျိုးပြောတယ်ဆိုသူညမကအကုန်လုံးအဲ့လိုလုပ်ခဲ့တာ तू ကအဲ့ချိန်လုံးကဒီနဲ့နီးရဲ့ဘလောက်မှ तू သွားရှောင်နေရတာပါတဲ့အဲ့ချိန်ကြီးသူ့ကိုအဲ့ထီကိုလာဖမ်းတာပါဆို तू ကအဲ့လိုပြောတယ်အဲ့လိုပြောတော့သူညမပြောတယ်အဲ့နင်းညမအောက်တန်းကြတယ်ဘောလို့စကားကိုလူလိုမပြောဘူးလို့ငါ့ကိုအဲ့လိုစကားမျိုးပြောတယ်ဆိုအဲ့ချိန်လေးမှာအဲ့သူ့ညမနဲ့ညမအမနဲ့ဆိုတာလေတငယ်ချင်းတွေဆိုတော့စကားတွေအဲ့လိုပေါ့နှစ်ဖက်တွေဖြစ်ကုန်ကြတာပေါ့အဲ့လိုဖြစ်သွားတဲ့အချိန်မှာतू ကထောင်ကျသွားတာပါတဲ့အဲ့လိုပြောထောင်ထဲမှာအရင်ရုံးလန်ခဲ့ရတယ်တွန်းဝိုင်းဆိုပေမဲ့အဲ့လိုရိုက်ကြတယ်ပေါ့လေတော်တော်လေးကိုပတ်စံပေးပြီးထုတ်လိုက်ရတယ်ပေါ့သူ့အဖေဖွားရဲ့ဘက်ကလည်းသူ့ဖြစ်ချင်ဖြစ်ဆိုပြီးထားတာကွာပတ်စံအမောက်အများကြီးမလို့ထုတ်ခိုင်းဘူးပေါ့အဲ့နဲ့ तू လာစီနဲ့ခံဝင်နဲ့ तू ထွက်လာရတယ်ပေါ့ညီမရှိပြန်လာတော့သူအဲ့လိုပြောတယ်ဒါပေမဲ့ညီမဒေါသတာထွက်တယ်ညီမကိုလိန်နဲ့တော့ကိုညီမဒေါသတာထွက်တယ်ဘယ်တော့မှလေတက်တာဖောက်ပြန်တန်းနဲ့လိန်တာဘလို့မှလက်မခံနိုင်တဲ့လူဆိုတော့အဲ့လိုစကားမကြားတာတားဒေါသထွက်တယ်စိတ်ကိုဘလို့မှအေးထားလို့မရဘူးအဲ့ချိန်မှာဖောက်ပြန်တန်းနဲ့လိန်တာဘလို့မှလက်မခံနိုင်တဲ့လူဆိုတော့အဲ့လိုစကားမကြားတာတားဒေါသထွက်တယ်စိတ်ကိုဘလို့မှအေးထားလို့မရဘူးအဲ့ချိန်မှာညီမနဲ့ညီမအမနဲ့ဆိုင်မတူတော့သူ့ရှိကိုသွားဆိုပြီးတော့ပြောလိုက်တာသူ့ရှိလဲသွားတယ်ဒါပေမဲ့မသွားခင်မှာပြောတယ်ညီမနာကိုမလာနဲ့အသားကိုမထိနဲ့ငါမခုရှိမှာစိတ်မငြိမ်ဘူးနင်သူ့ရှိကိုသွားသူနဲ့တကားကိုနေပြောချင်တာကိုပြောခဲ့လိုက်ငါညနေကျရင်သူ့ရှိပြန်နှားထောင်မယ်အဲ့ဒါဆိုရင်နင်းရဲ့စကားကိုလက်ခံနိုင်မခံနိုင်စဉ်းစားမယ်ညီမဒေါသထွက်နေရနော်ညီမဒေါသထွက်နေရအားကြောင့်မို့သူ့ကိုစေးလဲဖြောင်းအဲ့လိုပြောခဲ့တယ်ဒါပေမဲ့သူလက်မခံဘူးအနာဆက်တိုးတယ်အသားကိုထိတယ်အသားကိုထိတယ်ဘယ်သူမှဆိုဒေါသထွက်နေတဲ့အချိန်ကျရင်ကိုပြောတာလို့စိတ်ကျင်ကြတာကြီးဟုတ်တယ်မလားညီမလည်းသူ့ကိုနားကနေခဏထွက်သွားစေချင်တယ်သူထွက်မသွားဘူးအဲ့ဒါကြောင့်မို့လို့ညီမသူ့ကိုဘယ်တော့မှမရိုက်ဘူးတစ်ခါမှမရိုက်ဘူးဒါပေမဲ့သူ့ကိုသတိပေးနေနာကိုမကန်နိုင်ငါရိုက်မှာနော်နင်ထက်လာရင်ထိုက်ရိုက်မှာငါဒေါသထွက်နေပြီသူကရတယ်ရိုက်ဆိုမေးထိုးပေးတာဖြစ်ရှင်တော့ तू ကညီမအရက်ထက် तू ကဒီနေရွတ်တရွတ်အောင်နည်းနည်းလေးရက်ပူတယ်ကွာရက်ပူတဲ့ထက်မှာကွာဆိုတော့ခုံလိုက်ကြမလို့နောက်ဆုပ်လို့ရိုက်ပါရိုက်လိုက်တာပါရိုက်လိုက်တော့လေအောင်ထွက်သွားမြိတ်လေးဘူးတော့ကြာစိတ်ထတော့မကောင်းဘူးဒါပေမဲ့ဒေါသတာထွက်နေတယ်ကိုသူ့ကိုလှုပ်လိုက်တယ်ပေါ့နော်ပြီးလည်းပြီးတော့သူညီမအမရှိကိုသွားတယ်သွားပြီးတော့အเจ้าဆုံးပေါ့လေသူပြောတယ်သူမသိပါဘူးပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့မသိပါဘူးဆိုတဲ့စကားကလက်လွတ်စပယ်တော့ပြောလို့မရဘူးလေနော်လူတယောက်နဲ့တယောက်ကမိန်းကလေးချင်းဖြစ်စေမိန်းကလေးနဲ့ယောက်ျားလေးဖြစ်စေယောက်ျားလေးချင်းဖြစ်အဓိကနားလည်မှုနဲ့တိဆောက်တာနားလည်မှုနဲ့ဆိုနားလည်မှုကိုလွဲသုံးစားလုပ်လို့တော့မရဘူးလေနော်ပြီးတော့ကိုယ်တိုင်လည်းနားလည်မှုလွဲသုံးစားတစ်ခါမှလူတယောက်နဲ့တယောက်ပေါ့မလုပ်ဘူးဘာဖြစ်လို့ဆိုအားနာလို့ကိုလုံးလိုက်လို့ဖြစ်သွားမှလေဟိုတယောက်နဲ့တယောက်စကားအမှားဖြစ်သွားမှလေဆိုရယ်ကိုယ်လာလို့ရင်လည်းကိုမကြိုက်ဘူးအားကြောင့်သူနဲ့စကားကိုအပြက်ဖြတ်လိုက်တယ်နောက်ပိုင်းဘယ်လိုစကားမျိုးပြောလာလဲဆိုတော့ तू ကဒီပြီးမှပဲအလုပ်လာလုပ်ပြီး तू ညီမကိုပြန်ပြီးဆက်တယ်လို့တော့ကို तू ကြိုးစားတယ်ဆိုင်လာခဏလာတယ်နောက်ပိုင်းလည်းကြောင့်ညီမဘလို့ထီအောင်ဖြတ်လိုက်ရလဲဆိုတော့တုံးဝစကားကိုနာကြီးကို तू မကြားနိုင်တော့ခံစားနိုင်တော့တဲ့အထီကိုပြောပြီးတော့စကားဖြတ်လိုက်ခါကြမှာပြတ်သွားတယ်အဲ့နောက်ပိုင်း तू နဲ့အခုချိန်ထိ तू နဲ့ပြတ်သွားတာဆိုလို့ရှိရင်2နှစ်ကျော်လောက်ရှိပြီနော်တနေ့ခွဲနဲ့နေပါပေါ့အဲ့လောက်ရှိသွားပြီအဲ့နောက်ပိုင်းသူနဲ့ပြက်ပြီးတော့နောက်တစ်ယောက်အဲ့လိုပေါ့တစ်နှစ်ကျော်လောက်မှတစ်ယောက်ထပ်တွဲတာသူနဲ့လည်းပြက်သွားတယ်